အားလုံးပဲမင်္ဂလာပါရှင် Audio Bot by OOSP ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်ုပ်နဲ့ခွေးသုံးကောင်ဆိုတဲ့အကြောင်းကိုတင်ဆက်သွားပါမယ်1990ကျော်နှစ်က158လမ်းတာမွေကျွန်ုပ်ဒီတာမွေမှာအင်္ဂလိပ်စကားသင်ကြားနေတဲ့အညတရကျူရှင်ဆရာတူဖြစ်ပါတယ်တာမွေမှာရှိတဲ့စာသင်ခန်းမှာမကြာခဏအိတ်လေးရှိတယ်နှစ်ဆန်းတရက်နေ့တရားအထိတ်ထန်ပြီးလို့စာသင်ခန်းမှာတပည့်ကျော်ကြီးမိုးကျော်နဲ့အတူတူအိတ်နေခဲ့တယ်။ညနေသင်ကောင်ကျော်1နာရီခွဲ2နာရီခန့်အချိန်မှာတကြံနှင်းမှာပျော်ပွဲရှင်ပွဲတွေကြောင့်ပင်မလို့လူတို့ကအိတ်မောကြနေကြပြီ။158လမ်းတစ်ခုလုံးကတော့တိတ်ဆိတ်ငြိမ်သက်နေတာပဲ။ကျွန်ုပ်လည်းစာသင်ခန်းရဲ့မြင်ကြီးတဲ့ဖြစ်တဲ့လမ်းဘေးခွေးများစာရဲ့အဆက်မပြတ်ဟောင်းတန်တွေကအများတကာထက်ပိုးပြီးကျေလောင်စွာကြားနေရပါတယ်။ကျွန်ုပ်ကစာသင်ခန်းရှိတဲ့မှာဖြစ်တယ်။ကျေလောင်လုံးတဲ့ခွေးများအတန်များရုတ်တရက်ရက်တန့်သွားတယ်။လုံးဝတိတ်ဆိတ်ပြီးနောက်ချက်ချင်းကြီးအသက်ကြီးတဲ့အဖိုးအိုတို့စုဝေးပြီးစကားပြောတဲ့အတန်ကိုစတင်ကြားရတော့တယ်။စိတ်ထဲမှာထူးထူးဆန်းဆန်းအတွေးဝင်လာတယ်။အခုပဲခွေးဟောင်းတန်နေအခုပဲအဖိုးအိုတွေစုပြီးစကားပြောနေတဲ့အတန်ဘယ်တော့မှဒီလိုမကြားခဲ့ဘူး။ဘာအထိပ်ပဲလည်းမသိဘူး။ထူးဆန်းလိုက်တာ။အချိန်ကလည်းညနေကြီးည2နာရီရုတ်တရက်စာသင်ခန်းကတက်သားအိမ်ရှိတကားကိုဖွင့်လိုက်ပြီးတော့ကြည့်လိုက်တယ်။ကျုံရဲ့ဘဝမှာပထမဦးဆုံးအကြိမ်ဖြစ်တဲ့တဘဝလောတဘာဝဖြစ်ရဲ့စမ်းကြီးကိုတွေ့ရတယ်။ခွေးသုံးကောင်ကလူကိုစကားပြောနေပြီးတော့တာအသက်ကြီးတဲ့သူတွေရဲ့စကားပြောတဲ့အသက်နဲ့ပြောနေကြတယ်။ဘာတွေပြောနေတာလဲလို့မကြောက်မလန့်နဲ့အံ့ဩကြီးစွာနဲ့နားထောင်လိုက်တော့မြစ်တစ်ဖက်ကန်းကတန်လင်မြို့မှာရှိတဲ့တရားပွဲချီဖို့သွားရောက်ပြီးစီစဉ်ရမယ့်ကိစ္စတွေကိုတိုင်ပင်နေကြတယ်။တောင်မွေမှာရှိတဲ့ကကြီးတို့ဂငယ်တို့ရက်ွက်ဘယ်လန်းကဘယ်အိမ်မှာဘယ်သူတွေဘယ်နှစ်သေးရမယ်ဆိုတာရဲ့ဘယ်နှစ်ဘယ်အချိန်ဘယ်လန်းထိပ်မှာကားတိတ်ပြီးဘယ်သူသိမယ်တွေဆိုတာတွေရောအတိအကျပြောနေတာကြားလိုက်ရတယ်။ဒါပေမဲ့တခြားပြောစကားတွေကိုတော့ရှင်းရှင်းလန်းလန်းကောင်းစွာမကြားရပြန်ဘူး။ဒီခွေးကြီးသုံးကောင်စကားပြောနေတာကိုကျွန်ုပ်ကတကားဖွင့်ပြီးနားထောင်နေမှန်းသိတော့ခေါင်းဆောင်ဖြစ်တဲ့ခွေးကကျွန်ုပ်စကားပြောနေတာကျွန်ုပ်ဘက်ကိုခေါင်းလှည့်ပြီးကြည့်တယ်။ကျွန်ုပ်ကနှိမ့်ကြတဲ့ဝိညာဉ်တွေကခွေးကိုဝင်ပူးပြီးပြောနေတာဖြစ်မယ်လို့တွေးလိုက်တဲ့အစဉ်မှာခေါင်းဆောင်ဖြစ်တဲ့ခွေးကြီးကအဖိုးကြီးအတန်နဲ့ကျွန်ုပ်ကိုကြည့်ပြီးမင်းထင်တာတွေမဟုတ်ဘူး။ငါတို့ကကွင်းမိုင်နေနေတိုင်းနေထက်မြင့်မြတ်တဲ့သူတွေဖြစ်တယ်တဲ့။ကျွန်ုပ်ပြောတာကိုကြားရတယ်။ကြောက်လန့်မှမသိပဲကျွန်ုပ်ကဆက်ပြီးနားထောင်နေတော့အဲ့ဒီခွေးကြီးသုံးကောင်ကဘေးကိုသပင်ဖားရချထားတဲ့မိမကြီးတူရောက်ရှိလာပြန်တယ်။အသက်ကြီးလွန်းတဲ့သူမှသာသိနိုင်တယ်။အသက်ကြီးတဲ့အဖိုးအိုအတန်နဲ့ခွေးကြီးကဆက်ပြောတယ်။ငါတို့ကတရားအထုတ်တဲ့သူတွေကိုလေးစားကြည်ညိုတယ်။အမြဲကူညီဆောင်ရှောက်နေတယ်။အကူညီလို့ရင်ငါတို့ကိုတောင်းတလိုက်လို့ပြောတယ်။အမျိုးသမီးကြီးကလည်းလူတွေဒုက္ခရောက်အောင်လုပ်မဲ့အလုပ်တွေ